အားလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ Skyward TV များနဲ့ laptop များနဲ့ချိတ်ဆက်နည်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ကျိုးတွေနဲ့ရှုပ်ချက်ခတ်နေအောင်မချိတ်ဖက်နဲ့ခုတစ်ခေါက်မှာတော့ wireless စနစ်နဲ့ချိတ်ဆက်ပြီးတော့ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်လိုက်ရအောင်နော်ပထမဦးဆုံး laptop ရဲ့ browser တစ်ခုခုတွေကိုဝင်ပေးရမှာပဲဖြစ်ပါတယ် browser တစ်ခုခုတွေကနေပြီးတော့ setting တွေကိုသွားပေးရမှာပဲဖြစ်ပါတယ် browser setting ထဲမှာဆိုလို့ရှိရင်cache ဆိုတဲ့နေရာလေးကိုရှာပေးရမှာဖြစ်ပါတယ်။ချို့ laptop တွေကတော့ more tools ထဲမှာ cache ရဲ့ function လေးပါဝင်ပါတယ်။ cache media to device ဆိုတာလေးကိုနှိပ်ပေးပါ။နောက်ပြီးရင်တော့ source ဆိုတဲ့နေရာလေးမှာရွေးဖို့မမေ့ပါနဲ့။ cache tab ဆိုလို့ရှိရင်တစ်ခုတည်းပုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ cache screen ဆိုလို့ရှိရင် laptop တစ်ခုလုံးနဲ့ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ cache screen ကိုအမှန်ကြီးလေးချစ်ပေးပါ။ပြီးပြီဆိုလို့ရှိရင်တော့မိမိရဲ့ TV name လေးကို okay လေးနှိပ်ပေးပါ။ဒါဆိုရင်တော့ TV နဲ့ laptop တစ်ခုလုံးချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်။မိမိရဲ့ laptop ကပြကျင်တဲ့ video file နဲ့ပြကျင်တဲ့ PowerPoint slide show တွေကို TV ပေါ်မှာမြင်နေရမှာပဲဖြစ်ပါတယ်ရှင်ခုဆိုလို့ရှိရင်တော့ TV နဲ့ laptop နဲ့ wireless ချိတ်ပုံချိန်လေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။သို့ပေမဲ့တစ်ခုတည်းထားစရာလေးကတော့ TV မှာရော laptop မှာရော same wifi same internet ဖြစ်နေဖို့လိုပါတယ်။ဒါဆိုလို့ရှိရင်တော့ငကိုကလို့ကြိုးတွေရှုပ်ရှက်ခတ်ပြီးတော့တွေ့တန်းစရာမလိုတော့ဘဲနဲ့ wireless network နဲ့ချိတ်ဆက်လို့ပဲရမှာဖြစ်ပါတယ်။အခုချိတ်ဆက်ထားတဲ့ laptop နဲ့ TV နဲ့ကိုပြန်ဖြုတ်မယ်ဆိုလို့ရှိရင်လည်းလွယ်ကူပါတယ်။ခုနက Chrome နဲ့က setting နဲ့ကိုပြန်သွားမှာဖြစ်ပါတယ်။ cache function ကိုပြန်သွားရမှာပါ cache function ကိုသွားပြီးတော့ခုနကချိတ်ဆက်ထားတဲ့ model ရဲ့ဘေးနားလေးမှာ stop ဆိုတာလေးနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ပြန်ထွက်သွားမှာပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကိုကြည့်ရှုရင်းနဲ့အားလုံးပဲချိတ်ဆက်နည်းလေးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုချိတ်ဆက်နည်းလေးတွေဘယ်လိုအသုံးပြုပုံလေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာစောင့်မျှော်ပေးကြပါဦးနော် Skyworth. Lead the future.